အားလုံးပဲမင်္ဂလာပါဆရာဆက်တင်မဲ့သင်ခန်းစာကတော့ဇာတို့ဒီ equation ဒီ cycle တစ်ခုရဲ့ equation ကိုဗောနော်ရှာတော့မယ်ရှာတဲ့ခါမျိုးလို့ရှိရင်သူဒီ center ပေးထားမယ်နော် center point တစ်ခုပေးထားမယ်နောက် radius ပေးထားမယ်ဟုတ်ပြီနော်အဲ့တော့ဆိုတော့ဒီ coordinate system မှာနော်ဒီ ax y axis နဲ့ပေးထားတဲ့ system တစ်ခုမှာဇာတို့က x နော်ဇာတို့ဒီ center ပေးထားမှာပေါ့နော်ဒါ x ဒါ y ကိုနော် center တစ်ခုပေးထားမယ်နောက် radius ပေးထားမယ်ဆိုခဲ့ရင်အဲ့ cycle တဲ့ equation ကိုဘယ်လိုရှာမလဲပေါ့နော်ဟုတ်ပြီဆရာတို့ရှင်းမသင်ခဲ့တဲ့အတိုင်းပေါ့နော်ဒီ equation ကိုသုံးပြီးတော့နော် standard form of the equation ကိုသုံးပြီးတော့ဆရာတို့သုံးပါမယ်နော်ရှာပါမယ်နော်ကဲကြည့်ရအောင်ကဲရင်ဆုံးဆရာတို့ကြည့်ရအောင်ဒီ center ကဆရာတို့သတ်မှတ်တဲ့ဒီဆရာတို့ကနော် x, k ဖြစ်ပါတယ်ကဲ radius ကတော့ r ဖြစ်ပါတယ် r equal to 3ဟုတ်ပြီနော်ဒါ radius r ဖြစ်ပါတယ်ဒါ center ရဲ့သတ်မှတ်ချက်နော် x, k ဖြစ်ပါတယ်ဒါဆို x က 1 k 4ပေါ့ဟုတ်ပြီနော်ဟုတ်ပြီဒါ the equation of the cycle is formula ဆိုတော့ x minus h the whole square plus y minus k the whole square equal to r square ဟုတ်ပြီနော်ဒါဒီ standard form of the equation of the cycle နော်တနည်းပြောရင် cycle ရဲ့စံပုံစံ equation တစ်ခုဖြစ်ပါတယ်ဒါ x ဒါ h ဟုတ်ပြီနော်ဟိုနံပါတ်8ကျတော့ 8ပေါ့နော်ကဲထားပါတော့အဲ့တော့ဆိုတော့ဒီမှာစံနာပေးထားတဲ့ဆိုတော့ h နေရာမှာ1ထည့်မယ် k နေရာမှာ4ထည့်မှာပေါ့ r နေရာ3ထည့်မယ်ဒါပြီးတော့သူ့တန်သူထည့်လိုက်ရင်ပဲနော် h နေရာ1ထည့် k နေရာ4ထည့် r နေရာ3ထည့်ဒါဆိုတော့ expand လုပ်မယ်เนาะကျဲဖြတ်မယ်ပေါ့ကျဲဖြတ်မယ်ကဲဖြတ်တဲ့ခါမှာဆရာတို့ဒါတကွင်းလုံးနဲ့ထက်เนาะတစ်ခါလေးဖြတ်ပြီးတော့ပဲပြောလိုက်ပါတော့မယ်เนาะဆရာတို့ဒါဒီဆရာတို့နှစ်ထပ်ဂိမ်းစင်တန်းကိုအကျဲဖြတ်လိုက်ရတဲ့ခါမှာဂိမ်းသုံးလုံးရပါတယ်အနောက်ကနှစ်ထပ်ကိုလည်းအကျဲဖြတ်တဲ့ခါမှာဆရာတို့ဂိမ်းသုံးလုံးရတယ်เนาะအဲ့ဒါလေးမြင်ထားအောင်ကြည့်เนาะကဲဟုတ်ပြီဆရာလည်းရေးသားလေးပြပါဦးမယ်เนาะအဲ့တော့ဆရာတို့ဒီ x minus 1 the whole square ကိုအကျယ်ဖြတ်ရင်ဆရာတို့ x square เนาะပြီးတော့ဒီ3ခုမြောက်မယ်ဆိုတော့ minus 2x เนาะရှေ့ကိန်းနောက်ကိန်းမြောက်ခြင်းတစ်စကိုပြီးရင် plus 1ရတယ်ဟုတ်ပြီเนาะအဲ့ဒါတခုရကဲပြီးလို့ရှိရင်နောက်တစ်ခုကဆိုတော့ဒီကနော် y minus ဆိုတော့ y minus 4 the whole square ဆိုရင်ဆရာတို့ကနော်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်နော်သုံးလုံးမြောက်ပြီးလဲမှာညက်ဟုတ်လားနော်ဆရာတို့ကြပြလေးနည်းပြန်ပြောပြမယ်နော်ဒါတော့ဆရာတို့ဒီ class မှာသင်တော့ဟာကျောင်းသားအများစုပေါ့နော်ကျောင်းသားအများစုနားလဲအောင်ဆိုပြီးဆရာတို့သင်ရတာပေါ့နော်ကျောင်းသားအများစုနော်လူနည်းစုကတော့ပြန်ပြဟုတ်လားရောက်10ယောက်မှာ2ယောက်လောက်ကတော့ဘာပြောညံကောင်းကြတယ်ကျန်တဲ့10ယောက်လောက်ကကျတော့ဆရာတို့ကမှတ်ညံထက်မှတ်ညံပေါ့နော်ဒီရိုးပြောရတဲ့စာရင်ဆရာတို့ကြပြလေးတွေနဲ့မှမှတ်မိတာသူတို့အုံနောက်ထဲမှာကြံခဲ့ရတွေ့လို့ပေါ့နော်ဒါကြောင့်မလို့ဆရာကြပြလေးနဲ့တော့စတင်ပါတယ်ဒါကတော့ဆရာတို့အသုံးအများဆုံး formula ဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုဆရာသုံးပြမယ်เนาะ equation ပေါ့เนาะသုံးများစွာကဲဟုတ်ပြီဆရာတို့ကြည့်အောင်တကွင်းလုံးနှစ်ထပ်ဆိုရင်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်သုံးလုံးမြောက်ပြီးလဲမာညက်ဟောတူပဲเนาะဒါလေးဆိုလိုပဲတကွင်းလုံးနှစ်ထပ်เนาะဆိုနေရတကွင်းလုံးနှစ်ထပ်ဆိုရင်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်သုံးလုံးမြောက်ပြီးလဲမာညက်သုံးလုံးမြောက်ဆိုဒီသုံးခုမြောက်လဲမာညက်အပေါင်းဆိုရင်အားလုံးပေါင်းအနှုတ်ဆိုရင်လဲမာနှုတ်အနှုတ်တစ်ခုပဲနှုတ်ဟုတ်ပြီเนาะအဲ့ဒါတကွင်းလုံးနှစ်ထက်ဒါတစ်ခုစီနှစ်ထက်မတူတစ်ခုစီနှစ်ထက်ခြားနာခြင်းဆိုနှုတ်နော်တစ်ခုစီနှစ်ထက်ခြားနာခြင်းပေါင်းတကွင်းနှုတ်တကွင်းတစ်ခုစီနှစ်ထက်ခြားနာခြင်းပေါင်းတကွင်းနှုတ်တကွင်းအဲ့လိုဟုတ်ပြီနော်ဒါဆိုတော့ကြပြနဲ့တင်နေဆိုတာတော့ဒါဘာမှမဟုတ်ပါဘူးနော်ဆိုတော့အကြောင်းသားအများစုသူတို့ခေါင်းလေးမှာမှတ်မိရအောင်ပေါ့နော်ဒါဆရာတို့ဖွင့်ပြပြောမယ်ဆိုဆရာလည်းဒါတင်ညာဆရာဆိုမဲ့ဆရာတို့ဒါတင်ညာအလုပ်ချက်ပြီးတင်တာဟုတ်ပါဘူးဆရာဒီ formula လေးဆိုရင်ဆရာ9တန်းကျောင်းသားဘွားတွေကဆရာမတွေတင်တဲ့အချိန်မှာဆရာတို့မှတ်ပါတယ်ကြက်တယ်တိုးတော့ကြောက်နေဗီဒီယိုဆရာကဏ္ဍလေးလိုက်ထည့်ကြည့်တယ်နော်ဟာလာ3နှစ်ထည့်ကြည့်5နှစ်ထည့်ကြည့်6အကုန်ထည့်ကြည့်မှဒီဘက် channel ထည့်ကြည့်နောက်ဆုံးညီပဲကဏ္ဍများများဆိုတာထည့်ပြီးတော့မှညီဆိုအော်ဒါကြောင့်ညီပါလားဆိုဆရာတို့ဒါဆရာလက်ခံခဲ့ပါတယ်ဒါဆရာတို့9တန်းဆရာမှတ်ပြပါသေးတယ်ဒါပေမဲ့ဆရာတို့အခုဆရာတို့နောက်ပိုင်းတင် जा ရေးတင် जा နော်ရောက်တဲ့ခါကျတော့ကလေးလည်းပြောပြသလိုနောက်တစ်ခုကဟိုသူတို့အုံနောက်ထဲမှာလည်းမှတ်မိအောင်လည်းတင်ရတာပေါ့နော်ဒါတချင်းမက်တက်နေနေပေါ့နော်သူတို့အုံနောက်ထဲမှာလည်းဟုတ်လားအများစုပေါ့နော်ဟိုလူနည်းစုကတော့မှတ်ညံအားကောင်းတဲ့ကြောင့်မို့လားမှတ်ညံပေါ့နော်ဆိုတော့ဆရာတို့ပြောလို့ပဲရောက်10ရောက်မှာ2ရောက်လောက်ကတော့မှတ်ညံအားကောင်းတဲ့အတွက်ကြောင့်မလို့ကိစ္စမရှိဘူးကျန်တဲ့10ရောက်လောက်ကတော့သူတို့အုံနောက်ထဲမှာမှတ်မိရအောင်လေဆရာတို့က
ကဗျာလေးနဲ့ဆက်ပြီးတင်တာပေါ့နော်ဒါတယောက်အာဘောကတော့တယောက်မတူကြဘူးပေါ့နော်မှန်မှန်တရားတူမှာမဟုတ်ဘူးဒါဆရာရဲ့အာဘောလေးပေါ့နော်ဒါဆရာကိုယ်တိုင်ကျောင်းသားမြစ်နော်မမိလွယ်အောင်ဆိုပြီးတော့ကိုယ့်ကို class မှာတင်ခဲ့တဲ့ method လေးဖြစ်ပါတယ်နော်အဲ့တော့ပြန်ဆိုပြပါမယ်တကွင်းလုံးနှစ်ထပ်ဆိုရင်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်သုံးလုံးမြောက်ပြီးအလဲမှာညက်ပေါင်းဆိုရင်အလုံးပေါင်းနှုတ်ဆိုရင်အလဲမှာနှုတ်ဟုတ်ပြီနော်အဲ့ဒါလေးနော်ကဲဟုတ်ပြီဒါဆိုစတို့ဒီမှာကြည့်အောင်တကွင်းလုံးနှစ်ထပ်ဆိုရင်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်နောက်ကိန်းနဲ့ဆိုလို့၄ကိုနှစ်ထပ်တင်16အနှုတ်၄ကိုနှစ်ထပ်တင်လဲ16ပဲနော်အပေါင်း16ပဲနော်တူတူပဲ3လုံးမြောက်ပြီးလဲမှာညက်3လုံးမြောက်ဆိုတော့2နဲ့4နဲ့မြောက်8 8နဲ့4နဲ့မြောက်တော့-8y ပေါ့ဒါလေးပဲလွယ်လေးနော်လွယ်လေးဟုတ်ပြီနော်ဒါဆိုတော့ဆော့ပြောလို့ပေါ့နော်ကြပြားလေးကိုလည်းရှော့တက်လို့မရပါဘူးတဲ့ဒါဆိုဆရာတို့ကဟိုနောက် class ရဲ့အတွေ့အကြုံလေးပြောပြရမယ်နော်ဆရာတို့ဒီ state မှာတင်တဲ့ခါမှာဆရာတို့ရောက်ရာကျော်တင်ခဲ့ဘူးပါတယ်အဲတင်တဲ့ခါမှာဆရာတို့ရိုးရိုးလေးပဲရှင်းသွားလို့ရှိရင်ဒီမှာရှင်းသွားလို့ရှိရင်အရှိအကြောင်းသားတွေကတော့ကိစ္စမရှိပဲဟိုနောက်အကြောင်းသားတွေကလွတ်သွားတတ်တယ်လွတ်တယ်ဆိုတာကိုရှိအာယုံမလောက်တာလို့ပေါ့နော်လို့ချင်တာလွတ်တတ်တယ်ပေါ့အဲအခါကျလို့ရှိရင်ဒီတိုင်းပဲရှင်းသွားအောင်လည်းမရသေးဘူးရှင်းနေဆရာတို့အနောက်နဲ့လည်းပြန်လှည့်ကြည့်ရသေးတယ်လှည့်ကြည့်လို့ရှိရင်ကလေးလို့ချင်တယ်လွတ်တတ်တယ်အခါမျိုးလို့ရှိရင်ဆရာတို့တခါကြလို့ရှိရင် class ကိုပြန်ကစားရတယ်ကြပြားလေးဆိုရင်အဲ့လိုကြပြားလေးနဲ့ကိုယ်ခံလို့ကဲကိုလိုက်ဆိုအောင်ကဲဟိုနောက်ကအဲ့လိုပဲခေါ်ရတော့ပေါ့နော်ကိုယ့်ရဲ့ attention ပြန်ရအောင်ခေါ်ပြီးကြပြားလေးနဲ့လိုက်ဆိုအဲ့လိုလောက်ရတာပေါ့နော်ဒါဆရာတို့ကဒီတိုင်းရှင်းအောင်လည်းမရသေးဘူးလေဒါကြောင့်မို့လို့ဆရာတို့ကဲကျောင်းသားများစုတွေနားလည်လို့ရအောင် class တစ်ခုလုံးလည်းပါလာရအောင်ဆိုပြီးဆရာတို့အဲ့လိုအာဘော်လေးတွေကြပြားလေးတွေဆရာတို့ကထွင်ပြီးတော့တင်ခဲ့ကြရတာပေါ့နော်ဒါအတွေ့အကြုံတွေပြန် sharing လုပ်ခြင်းဖြစ်ပါတယ်နော်ကဲဆရာတို့ကြည့်အောင်ဆက်ကြည့်မယ်အဲ့ဆက်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒါလို့ဆက်ရှင်းတော့မယ်ရှင်းတဲ့ခါကျတော့ဆရာတို့ကတူဟာစုတာပေါ့နော်ဒီ like terms လို့ခေါ်တာပေါ့နော် like ဆိုတာတူညီတော့ terms ဆိုတာနော် gain ကနေတူဟာစုတဲ့ခါကျတော့ဆရာတို့ဒီမှာ x square ကအားလုံးမှာဘယ်သူမှမတူတူတစ်ခုပဲအရှိစုလိုက်မယ်ပြီး y square စုလိုက်မယ်ပြီး -2x ကိုရေးပါမယ်ပြီးရင် -8y ရေးမယ်ဟုတ်ပြီနော်ကဲကြည့်အောင်ဆရာတို့က1ရ16ဆိုနော်19ရတယ်ကိုကကိုတက်ဖြစ်သွားမယ်ဒါဆိုကိုကလာနှုတ်မယ်ပေါ့ကျွန်တော်တို့ကလာစုလို့လည်းမရတော့လေဒါဆိုလည်းရလို့မြင်ရှိရပြီဟုတ်ပြီနော်ကဲဒါကဆိုတော့သူဒီဒါ general equation ဖြစ်သွားတယ်နော်ဒါ standard form equation ဟုတ်နော်ဒါ general form ဖြစ်သွားတယ်ဒါလည်း equation ပဲဒါ cycle equation ပဲဟုတ်နော်နောက်ပြီးဒါလေးဆက်တင်ပါနော်နောက်ပိုင်းဆိုလို့ဆက်တင်ပါနော်ဆက်တင်ပေးမယ်ဒီ general form ဒီဆက်တင်ပေးမယ် logic မှာတော့ find the equation of the cycle လို့မေးလို့ရှိရင်ဒါလေးကိုတည်ထားပါမယ်နော်ဒါလေးတည်ထားပါမယ်အဲ့ဒီပေါ်မှာမှဆရာတို့ကဒီ center ရဲ့ part တွေကိုအစားသွင်းမယ် radius ကိုအစားသွင်းမယ်ဆိုရင်နောက်ဆုံးsimplify လုပ်မယ်အရှင်းဆုံးပုံစံလုပ်မယ်ဆိုရင်ဒီနော်ဒီဆရာတို့ general form ရလာပါလိမ့်မယ်နော်ကဲဒါသူပြီးလို့ခြင်းတဲ့ equation ပြီးသွားပြီဒါဆိုဒီ equation ဆိုတာဘာလဲပို့စာတော့ပြီးသွားပြီနော်ပို့စာတော့အားလုံးပြီးသွားပြီဒါပဲ equation ပြီးရင်ဒါပဲဥစ္စာပြောတာ equation ဆိုတာဘာလဲအဲ့တော့ဆရာတို့ဒီခုတင်တဲ့ဒီစနစ်တစ်မှာဆရာတို့အရှိရတင်ခဲ့တဲ့ cycle property ဒီပုံစံမျိုးမဟုတ်တော့ပဲနဲ့ဆရာတို့ဒီ coordinate system မှာလေ့လာတာပေါ့နော် coordinate system ဆိုပြီးဆိုမှတော့ဆရာတို့ x y z ရှိလာတော့မယ်နော် x y z ရှိလာတော့မယ်အဲ့ x y z မှာဆရာတို့ center ဆိုလဲဆရာတို့အတိအကျရှိလာတယ် x တန်ဖိုးက1 y တန်ဖိုးက4ဟောနော် x က1 y က4ဆိုတဲ့နေရာမှာ center တစ်ခုဖြစ်ပေါ်လာတယ်ပြီး radius က3နော် radius က3ဆိုတော့ချင်းဝက်က3 unit ပေါ့နော်ဆရာတို့ဒီမှာကဒါ1 cm နဲ့ဆွဲတယ်ဆိုပါစို့ဒါဆိုဆရာတို့3 cm ဖြစ်သွားမှာပေါ့နော်ဒါ radius ဆိုရင်1 2 3ပေါ့အဲ့3ကနေမှဆရာတို့က cycle တစ်ခုဆွဲမှာဟုတ်ပြီနော် cycle တစ်ခုဆွဲမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီ cycle မှာဆရာတို့က cycle ထူခြားချက်ကဒါဒီ fixed point နော် fixed ဆိုတာပုံသေးမှတ်တစ် point ရှိပါတယ်ပြီး equal distance ရှိတယ်ဒါ radius အဲ့ဒါကိုဆရာတို့ဆက်ဆွဲလိုက်မယ်ဆိုခဲ့ရင်ဆရာတို့က cycle ရပါဟုတ်ပြီနော် cycle ရပြီနော်ဒါဆရာတို့အဲ့ဒီမှာသူကဆရာတို့နောက်တာဆိုလို့ဒီနော် radius 3ကနေဆရာတို့ဆွဲလိုက်တဲ့အချိန်မှာ cycle တစ်ခုဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ equation ဆိုတာဘာလဲတဲ့ဒီ cycle ရဲ့ equation နဲ့ဘယ်လိုဆက်သွယ်လဲလို့မေးရင်ဒီဆွဲလိုက်တဲ့ cycle ပေါ်မှာရှိတဲ့မီဒီအမှတ်မဆိုကြတဲ့ဘက်ကိုယူလိုက်နော်ကြတဲ့ဘက်ကိုယူလိုက်ပြီဆိုခဲ့ရင်အဲ့ယူလိုက်တဲ့အမှတ်ကဆရာတို့ x နဲ့ y နဲ့ဆက်သွယ်ချက်ရှိမှာပဲဥပမာဆရာတို့ဒီနေရာလေးကိုဆရာတို့ယူလိုက်မယ်ဒါဆိုဆရာတို့ 4,4 ကိုယူလိုက်လို့ဆရာတို့ဒီမှာအစားသွင်းလိုက်မယ်ဆိုရင်လည်းပဲဒီ equation ကိုပြည်လဲစီဒီ equation ပြည်လဲစီပေါ့နော်ဒီ equation ဆိုတာနောက်ဆုံး x နဲ့ 4y ကိုစားသွင်းလို့ရှိရင်0ရတယ်ဒီလိုအဲကြတဲ့ဘက်စားသွင်းအဲ့လိုပေါ့ကွာဆရာတို့စားသွင်းမယ်မှာ x တန်ဖိုး1 y တန်ဖိုး1နော်ဒါဂျာထဲမှာလို့ point ကဏ္ဍတွေဖြစ်ပေါ်နော် point ကဏ္ဍတွေစားသွင်းဘာပဲဖြစ်သွင်းပြောချင်တာက anti point မတိဟာမယူမဆိုယူလိုက်မယ်ဆိုခဲ့ရင်ဆရာတို့ကဒီ equation နဲ့ပြည်လဲစီပြောချင်တာဒီအခုဒီဆွဲနေတဲ့အခုဆရာတို့
ဒီ second frame ပေါ့နော်ဇာတ်ဘူးဆွဲနေတယ်ဟုတ်လားဒီစက်ဝန်းလေးဟာ x နဲ့ y နဲ့ဆက်သွယ်ချက်တွေဖြစ်ပေါ်စေတဲ့ဟာတွေပဲလေမတစ်ဝိုက်ချလိုက်ကြည့်လို့ရှိရင်ဒါ x, y ရှိမှာပဲx, y ကမရှိတဲ့တန်ဖိုးတိကျလို့ကျင်တဲ့တန်ဖိုးဘလောက်ပေါ့နော် x ကဘလောက် y ဘလောက်ဆိုရင်ဒီမှာအစားတင်လို့ဆိုရင်ပြည်လဲစီတာဗျဟုတ်ပြီနော်ပြည်လဲစီအဲ့ဒါဘာကိုပြောချင်လို့မေးဒီ cycle equation ဆိုတာအဲ့ဒါပြောတာနော်ဒီ cycle ရဲ့ equation ဆိုတာဒီ cycle မှာဒီ cycle တို့ဒီအနာဝန်းလေးပေါ့နော်အနာဝန်းလေးမှာဒီ cycle နော်ဒီဆက်လို့ဆက်လို့ခဏနော်ဆက်လို့ဒီဟာလေးဟာဒီမှာရှိတဲ့ x နဲ့ y နဲ့ဒီဘက်မှာရှိတဲ့ point မှန်တယ်မြတ် x နဲ့ y နဲ့ဆက်တဲ့ချက်ဒီကြက်တဲ့တစ်ပတ်ယူဒီမှာစားသွင်းလို့ရှိရင်ညီတယ်တဲ့ကဲဟုတ်ပြီဆက်လို့နော်အဲ့ဒါပြောချင်တာနော်ဒီ cycle equation ဆိုပြောချင်တာဟုတ်ပြီအဲ့ဒါဆိုရင်ဆက်လို့ဒါဆိုကြည့်အောင်နော်ဒီ point မှာဆိုခဲ့ရင်နော်ဒီပေးထားတဲ့ center ရဲ့ radius 3ရဲ့ကြီးရဲ့ချက်မှာ x တန်ဖိုးက4 y တန်ဖိုးက4ရတယ်နော်ဒါဆက်စစ်ကြည့်မယ်နော် x တန်ဖိုးက1 y တန်ဖိုးက1ရတယ်ဒီကဆိုခဲ့ရင် x က -2 y က4ရတယ်ဒီ point ဆိုခဲ့ရင် x တန်ဖိုးက1 number 4ရရနော်အဲတခြားဘယ်ရမဆိုရရနော်ဆရာတို့တခြားဒီ any point ဆိုနော်မီဒီ point ဆိုရရနော်လောဆယ်မှာဆရာတို့ဒီ point ကိုပဲဆရာ calculator နဲ့ဆရာစစ်ပြပါမယ်အရင်ဆုံးဆရာဒီ equation ကို calculator မှာရိုက်ထည့်မယ်နော်အဲမှာဆို f(x) ဟုတ်တော့ဒါတော့ဆရာတက်နားလည်အောင်ပြပြတာနော်ဒါဒီပါတင်ပြီးသွားပြီနော် equation ဆိုတာဘာလဲဆိုတာသိအောင်နော် equation ဆိုတာလားကဲကြတော့နော်နော် x square plus y square minus 2x minus 8y plus 8ဟုတ်ပြီနော်အဲ့ဒီမှာ0ကနော်ဒီ x နေရာမှာ0နော်ဘယ်လောက်လဲ44ဆိုနော်0ထည့်ကြည့်မယ်နော် x တန်4ထည့်ကြည့်မယ်နော် y နဲ့4ထည့်မယ်အဲ့ဒါထည့်ရဆိုကြရင်နောက်ဆို0ရလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါထိုနည်း၎င်းပြောချင်တဲ့တွေပဲကဆရာတို့ဒီမှာတခြားနေရာမှာလည်းကြားတစ်ပွားထည့်ကြည့်လိုက်1ထည့်မယ်ဆိုရင်လည်းပဲ0နဲ့ရမယ် -2.4 ထည့်ရင်0နဲ့ရမယ်အဲ့ဒါပဲဒီဂျာဒီပတ်တွေပါလေလားဘလို့မေးမဟုတ်ပါဘူးဒီဂျာထဲမှာရှိတဲ့ပတ်တွေမှန်တယ်များ x နဲ့ y နဲ့ဆက်သွယ်မယ်လို့ခဲ့ရင် x နဲ့ y နဲ့ဆက်သွယ်ချက်တွေပတ်တွေကိုထည့်လိုက်မယ်ဆိုကြရင်နောက်ဆုံးဒီ equation ကိုပြည်လဲစီရတွေ့ရပါလိမ့်မယ်နော်အဲ့တော့ဆရာတို့ကဒီ equation ဒီ center 1.4 ရှိတယ် radius 3ရှိတော့နော် radius 3ရှိတော့နော်ဒီ x နဲ့ y နဲ့ဆက်သွယ်ချက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ဒီ cycle shape လေးတစ်ခုပါပဲเนาะအဲ့ဒါကိုဆရာတို့ cycle equation လို့ခေါ်ပါပဲเนาะကဲအဲ့ဒါဆိုဆရာတို့နောက်တစ်ပုဒ်ကိုဆက်ပြီးလေ့လာကြည့်ကြရအောင်